အားလုံးပဲမင်္ဂလာပါရှင်မင်းတို့ရဲ့တော်ဝင်တစ်ခါတက် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ပြပေးမှလေးရတော့ 80k ထွေးကလာဟန်ချင်းလေးပဲဖြစ်ပါရဲ့ရှင်ဒီဒီဇိုင်းလေးရဆိုလို့ရှိရင်ရအောင်မှာအချင်းခံနေတော့ထထလေးနဲ့ဝတ်လို့အရင်လာတဲ့ဒီဇိုင်းလေးပဲဖြစ်ပါရဲ့ရှင်ဒီလေးကိုလည်းအဆင်ပြေပြီးတော့ grand chain လေးရတယ် grand ကျော်လေး grand ကျော်ဝင်းချင်လေးနဲ့တိတိကျကျဒီဇိုင်းလေးရမင်းတိတ်ချလေးပြပေးပါမှာပဲဖြစ်ပါရဲ့ရှင်မင်းပထမဆုံးပြပေးမယ့်ဒီဇိုင်းလေးရဆိုလို့ရှိရင်ဟင်းရဲ့ဒီဇိုင်းလေးမှာသူကtweak ကလာဟန်ချိန်လေးပဲဖြစ်ပါရှင်ဒီဒီဇိုင်းလေးရဆိုလို့ရှိရင်ဘယ်တော့မှမယူသားပဲနဲ့အမြဲစမ်းသစ်နေစီတဲ့ဒီဇိုင်းလေးပဲဖြစ်ပါရှင်ဒီဒီဇိုင်းလေးရဆိုလို့ရှိရင် 4.04 gram ချိန်ပဲဖြစ်ပါရှင်အရှိန်လေးရဆိုလို့ရှိရင်လည်း9လက်မလေးကိုအရန်မှာဆင်ပြီးရဲ့ဒီဇိုင်းလေးပဲဖြစ်ပါရှင် tweak ကလာလေးမှချိန်တယ်ဆိုရင်ချစ်ကလေးကိုအတွက်မမီးကဒီနေ့ tweak ကလာဒီဇိုင်းလေးပဲပြပေးသွားမှာဖြစ်ပါရှင်မမီးတို့ရဲ့ 80k လေးကိုမမီးတို့ကအလဲဒီဇိုင်းရောင်းစားတာပတ်စံနေတဲ့ရောင်းချပေးလို့အရန်မှာဆင်ပြီးရဲ့ဇိမ်းနေနဲ့ရရှိမှာပဲဖြစ်ပါရှင်မမေတခြားလေးပြပေးထားပါရှင်မမေတော့ထပ်ပြပေးမယ့်ဒီဇိုင်းလေးရဆိုလို့ရှိရင်ဘောလုံးဒီဇိုင်းလေးကိုမှကြိုက်တယ်ဆိုရင်ချစ်ကလေးအတွက်မမေပြပေးထားတာလေးပဲဖြစ်ပါရှင်ဒီဒီဇိုင်းလေးရဆိုလို့ရှိရင်လည်းသူကရိုးရိုးရှင်းရှင်းလေးနဲ့အရန်မှလာပြီးတော့ brand ချင်းလေးရဆိုလို့ရှိရင် 4.55 gram ဖြစ်လို့သူကအရန်မှအကျန်းခံပြီးတော့မှဒီလေးကိုလည်းအရန်မှအဆင်ပြေစေမယ့်ဒီဇိုင်းလေးပဲဖြစ်ပါရှင်ဒီဇိုင်းလေးရဆိုလို့ရှိရင်ရိုးရိုးရှင်းရှင်းလေးနဲ့အရန်မှချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပဲဖြစ်ပါရှင်ကာလာလေးကလည်း tweak ကာလာလေးဆိုတော့အရန်မှလှရပြီးတော့အရန်မှလူကြိုက်များတဲ့ဒီဇိုင်းလေးပဲဖြစ်ပါရှင် brand ချင်းလေးကလည်း4 gram ကျော်ဆိုတော့အရန်မှအဆင်ပြေတဲ့ဒီဇိုင်းလေးပဲဖြစ်ပါရှင်မေမေနောက်ထပ်ပြပေးမယ့်ဒီဇိုင်းလေးရဆိုလို့ရှိရင် tweak ကလာလေးကိုမှသူကလူနေဆန်ဆန်နဲ့ဒီဇိုင်းလေးရလည်းအရန်မှဆန်တဲ့ဟန်ချင်းလေးပဲဖြစ်ပါရှင်ဒီဒီဇိုင်းလေးရဆိုလို့ရှိရင်ဘောလုံးလေးကိုမှသူကအုပ်စုလေးနဲ့ပတ်ထားပြီးမှအရန်မှဒီဇိုင်းလေးဆန်းပြီးတော့အရန်မှချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပဲဖြစ်ပါရှင်ဒီဒီဇိုင်းလေးရဆိုလို့ရှိရင်စိန်ကြိုးလေးတိုင်းနဲ့သူကအယောင်လေးရလည်းတစ်ဖြစ်ဖြစ်နဲ့လက်ပြီးမှအရန်မှလှနေစေမှာပဲဖြစ်ပါရှင်ခွန်ချိန်လေးရဆိုလို့ရှိရင်လည်း 2.75 gram ချိန်ပဲဖြစ်ပါရှင်အရှိန်လေးရဆိုလို့ရှိရင်လည်း6ခွဲလက်မှပဲဖြစ်ပါရှင်မိတိချာလေးကြည့်လို့ရအောင်လည်းဒီချာလေးနေကက်လေးဒီချာလေးပြပေးထားပါရှင်ရှင်နာဒီဇိုင်းသစ်လေးကိုဆိုင်ရောက်လာရဲ့ဝယ်စရာမလိုပဲအသေးစိတ်ကြည့်ရှုနိုင်မှုဗီဒီယိုလေးနဲ့နေ့စဉ်တင်ဆက်ပေးနေရပဲဖြစ်လို့ page လေးကိုလည်း like and follow လုပ်ပြီးထားကြဖို့မမေ့ပါနဲ့ရှင်ဒါ့အပြင်ခြားကြည့်ချင်တဲ့ရန်နာလေးရှိရင်လည်း comment မှာရေးပေးခဲ့ကြပါအောင်ရှင်အဆုံးနေ့ကြည့်ပေးကြလို့လည်းတော်ဝင်တကားမိသားစုမှာအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်နောက်နေ့မှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်